ကကြင့်ကြံခြင်းကဘာမှာလင်းရန်ဆိုတဲ့နတ်ဖျားတစ်ပါးရှိခဲ့ပါတယ်။သူဟာကဘာဦးကလာတွေကတည်ရှိခဲ့တဲ့ရှေးဧကရစ်၃ပါးရဲ့အမွေအနှစ်ကိုစက္ကန့်ထားသူ။နဂါးနတ်ဖျားရဲ့မျိုးဆက်သွေးတွေကိုပိုင်ဆိုင်ထားတဲ့သူပေါ့။ဒါပေမဲ့ကောင်းကင်ဘုံရဲ့စီးမြင့်တွေကိုကြော်ဖြတ်ပြီးနတ်ဖျားအဆင့်တက်လှမ်းဖို့ကြိုးစားတဲ့အချိန်မှာသူကကြာရှုံးခဲ့ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာပျက်စီးသွားခဲ့ပေမဲ့သူ့ရဲ့မာနနဲ့ဝိညာဉ်ကတော့မပျက်စီးသွားခဲ့ပါဘူး။အဲဒီဝိညာဉ်ဟာစัจ java ကိုဖျက်ကျော်ပြီးကျွန်တော်တို့နေထိုင်တဲ့ကဘာမြေရဲ့မြို့ပြတစ်ခုစီကိုအလင်းထက်တစ်ခုအဖြစ်ကြာဆင်းသွားခဲ့ပါတယ်။အဲဒီအချိန်မှာညတန်ကောင်ရဲ့လမ်းမပေါ်မှာစပိန်လေးတစ်စီးကိုအားရပါရနင်းလာတဲ့ဝတ်တုံလေးလင်းရန်ဆိုတာရှိနေပါတယ်။သူဟာလူတကာရဲ့လှောင်ပြောင်မှုကိုခံရတဲ့သူအနိုင်ကျင့်ခံရတဲ့သူပေါ့။အဲဒီညမှာပဲအမောင်ထဲကနေကုန်တင်ကားကြီးတစ်စီးဟာအချိန်နဲ့ပြေးထွက်လာပြီးလင်းရန်ကိုဝင်တိုက်ချလိုက်ပါတယ်။အုံးဆိုတဲ့အတန်ကြီးနဲ့တူလင်းရဲ့ခန္ဓာကိုယ်ဟာလွင့်ထွက်သွားပြီးတော့အယိုးတွေအစိမ့်စိမ့်အမောင်မှာကျိုးကြေကုန်ပါတယ်။ဒေးကြီးနဲ့ရှင်ချင်းကြားမှာဝေခွဲမရဖြစ်နေတဲ့အဲ့ဒီအချိန်ခဏမှာပဲကောင်းကင်ကကြလာတဲ့နဖျားလင်းရဲ့ဝိညာဉ်ဟာဒီဝတ်တုပ်လေးရဲ့ခန္ဓာကိုယ်ကိုစွတ်အတင်းတိုးဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဝတ်တုပ်လေးရဲ့နှလုံးခုန်တန်းဟာပြန်လည်နိုးထလာခဲ့ပြီးလောကကြီးကိုတုန်လှုပ်စေမဲ့ရန်နာရီတစ်တစ်ခုကစတင်လာခဲ့ပါတယ်။လင်းရနိုးလာတဲ့အချိန်မှာတော့သူ့ရဲ့ Drandon ထဲမှာထူးဆန်းတဲ့အရာတွေဖြစ်လာပါတယ်။တာမန်လူတွေမှာစွမ်းရည်တစ်ခုပဲရှိပေမဲ့လင်းရနဲ့ခန္ဓာကိုယ်ထဲမှာတော့စစ်မှန်တဲ့နဂါးပေါင်းများစွာကိုချုပ်နှောင်ထားနိုင်တဲ့အစွမ်းတွေကရှိလာခဲ့ပါတယ်။သူဟာလောကရဲ့စီးမြင်တွေကိုကြုံဆိုင်ဘူး။ငြိမ်းချမ်းတဲ့ဗုဒ္ဓတာအုံနဲ့ရက်ဆက်တဲ့နတ်မိတ်စာလမ်းစဉ်နှစ်ခုလုံးကိုတပြိုင်တည်းကျင့်သုံးခဲ့တာပါ။သူ့ရဲ့သွေးထဲမှာနဂါးနှစ်ဖျားရဲ့အာမန်တွေရှိနေသလိုဝိညာဉ်ထဲမှာလည်းရှေးဧကရစ်ရဲ့လှုပ်ဝက်ချက်တွေကရှိနေပါတယ်။ဒါဟာခေတ်သစ်ညွတ်ပြတဲ့ကိုရှေးအောင်နှစ်ဖျားတစ်ပါးရောက်လာတာနဲ့အတူတူပါပဲအားလုံးရဲ့အနှိမ်ခံအနိုင်ကျင့်ခံရတဲ့ကောင်လေးတစ်ယောက်ကလောကကြီးကိုစိန်ခေါ်လာတော့မယ်သူ့ခီးစဉ်ကတိုက်ပွဲညို့တုံကြောင့်စိတ်လှုပ်ရှားစရာကောင်းတယ်လို့မိမ့်မလှလေးအမျိုးမျိုးကြောင့်လည်းရင်ခုန်စရာလည်းကောင်းနေပြန်ပါတယ်ခေတ်သစ်ညွတ်ပြတဲ့ကပုံးကွယ်နေကြတဲ့လှုပ်ဝက်မိသားစုတွေဂိုင်းကြီးတွေကြင်ကြံသူအင်အားစုတွေကဘလို့ပေါ်ထွက်လာကြမှာလဲကျွန်တော်တို့21ရာစုခေတ်သစ်ကဘာကြီးမှာအနောက်တိုင်းရဲ့ဖန်ပိုင်းရတွေတမန်းဝင်ပလေတွေပြင်အရှေ့တိုင်းနိုင်ငံတွေရဲ့မော်ဒတ်တွေနင်ဂျာတွေဗီဇပြောင်းလူသားတွေနဲ့တိတ်ကိုစိတ်ဝင်စားစရာကောင်းမှာပါလင်းရန်ကမြို့ပြကတခင်လေးတွေလူမိုက်တွေနဲ့ကြင်ကြံသူတွေကိုတယောက်ပြီးတယောက်ပါရိုက်ခဲ့ပါတယ်သူရှိမှဘယ်အတိုင်းပညာမှမရှိဘူးဘာလို့လဲဆိုတော့သူကအားလုံးကိုဖိနေပြီးတော့ဖယ်ရှားပစ်ခဲ့လို့ပါပဲသူရှောက်လန်းတဲ့လမ်းမှာနတ်မိတ်စာတွေရှိရင်တတ်မယ်နတ်ဖျားတွေရှိရင်ကွက်မြက်မယ်သူ့ကိုလှုပ်ကြံခဲ့တဲ့ကုန်တင်ကားနောက်ွယ်ကလက်မဲကြီးဟာဘသူပဲဖြစ်ဖြစ်လင်းရန်ရဲ့လက်သီးရှိမှာတော့ဖုံးမို့လို့ပြောက်ွယ်သွားရမှာပါသူဟာကောင်းကင်အလိုကိုစန့်ကျင်ပြီးကြင်ကြံခဲ့ရတယ်လို့သူ့ရဲ့ရည်မှန်းချက်ကတော့တစ်ချိန်ကသူကြာရှုံးခဲ့တဲ့နတ်ဖျားအဆင့်ကိုပြန်လဲတက်လှမ်းဖို့ပါပဲအခုဆိုရင်လင်းဟာကဘာမြေရဲ့တာမန်မြို့လေးတစ်မျိုးကနေစတင်ပြီးတော့စัจ java ရဲ့အရှင်သခင်ဖြစ်ဖို့ခရီးတစ်ခုကစတင်နေပါပြီဝတ်တုပ်လေးဘွားကနေနဂိုင်းဧကရစ်စစ်နတ်ဖျားဖြစ်လာမယ်လင်းရဲ့ဇလန်းကတော့ပြိတ္တကိုစိတ်လှုပ်ရှားစီမှာအသေးချပါပဲသူတကယ်ပဲကောင်းကင်ကိုအန်တူနိုင်မလားကညမရဲ့ဖိနှိပ်မှုကိုညှင်းဆန်ရင်းနဲ့အားလုံးရဲ့အထက်မှာဘလို့ရပ်တည်နိုင်မလဲဘာပဲဖြစ်လာခဲ့ပါစေလင်းကတော့သူ့ရဲ့ဓားပြန်ကြီးကိုစီးနေရင်းနဲ့လောကကိုစိန်ခေါ်လိုက်ပါတော့တယ်